မင်္ဂလာပါဒီနေ့ကျွန်တော်ကွန်ပျူတာအတွက်မရှိမဖြစ်လိုအပ်တဲ့ antivirus တစ်မျိုးကိုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်။ကျွန်တော်360 total security ပေါ့နော်။အခု360 total security ကဒီကွန်ပျူတာအတွက်အပြင်ဒီ browser တွေပေါ့နော်။ Internet Explorer တို့ဒီ Microsoft Edge တို့ဒီ Chrome တို့တခြား browser တွေအတွက်ပါသူက online မှာပါprotect လုပ်ပေးနိုင်တဲ့ software ပေါ့နော် free အနေနဲ့ကို protect လုပ်ပေးနိုင်တယ်ပေါ့နော်ဟုတ်ပြီ premium ယူလိုက်ရင်တော့တချို့ feature တွေပါပိုကောင်းလာမှာပေါ့ premium မရှိဘူးဆိုရင်တော့ premium မဟုတ်ဘူးဆိုရင် free ဆိုရင်တော့တချို့tool လေးတွေမှာကန်တက်ရှိနေမယ်ဒါပေမဲ့ antivirus အနေနဲ့အသုံးပြုလို့လုံးဝအဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီကျွန်တော် feature လေးတွေနဲ့ကြည့်လိုက်အောင်ဒါမကြည့်ခင်အခုလောဆယ် ထွက်မသွားဘဲနဲ့ကျွန်တော်ပြောပြရတာလေးကိုတစ်ချက်ကြည့်ကြည့်ပေါ့နော်ကျွန်တော်နောက်ဒါလေးရှင်းပြပြီး link လေးပေးမယ်အဲ့ link လေးကိုcomment မှာလည်းပေးထားမယ်နော်ပြီးရင်အဲ့ post မှာလည်းပေးထားမယ်အဲ့ link ကိုထောက်ပြီးဝင်လိုက်ရင်အဲ့ဒီ install လုပ်ပြီးတော့ account လာလုပ်မယ်ဆိုရင် 1 month premium သုံးလို့ရမယ်ပေါ့နော်နောက်ပိုင်းကြာရင်ဆက်ပြီးတော့ premium ဆက်သုံးပေါ့ okay ကျွန်တော်ဆက်ကြည့်ကြည့်မယ်နော် full shot ဒါကတော့ကျွန်တော်အားလုံးကိုကျွန်တော်ဖတ်လိုက်တာပေါ့နော်ဟုတ်ပြီချက်နှောင်းနှိပ်လိုက်ပြီးသူစစ်ပေးလိမ့်မယ်ဒါပြီး optimize လုပ်ရမှာပေါ့သူတွေးတဲ့ဟာတွေတဲ့ကျွန်တော်ဆိုဒီမှာမနေ့ကဖတ်လိုက်တယ်ဒီမှာ32 issue ရှိတယ်အဲ့ဒါလေးကိုသူ fix လုပ်ပေးတယ်ပေါ့နော် okay ဟုတ်ပြီ virus scan မှာဒီမှာ quick scan ရှိမယ် full scan ရှိမယ် customize scan ရှိမယ်ပေါ့နော်ဒါကတော့ antivirus သုံးနေကြလူတွေနားလဲပါနော်customize ဆိုကျွန်တော်လိုအပ်တဲ့ partition လေးကိုပဲစစ်တာဒါမှမဟုတ် memory state တစ်ခုတည်းကိုပဲစစ်ချင်တာမျိုးအဲ့လိုစစ်လို့ရတယ်ပေါ့နော် quick scan ကတော့အများဖတ်တာပေါ့ဟုတ်ပြီ speed up ဒါကတော့ကျွန်တော် step up တက်လာတဲ့အချိန်မှာပေါ့အောင်ပေါ့ကျွန်တော်ကွန်ပျူတာစားတက်လာတာအရင်လေးညာမျိုးလားဆိုရင်ဒီကနေရှင်းလို့ရပါဘောနော် scan လုပ်မယ် optimize လုပ်မယ်ဒါ clean ကတော့ gen file တွေကျွန်တော်တိတ်မသုံးတော့ဘဲနဲ့ဖြစ်နေတဲ့ gen နေတဲ့ file ပေါ့နော်အဲ file တွေရှင်းတာဟုတ်ပြီ2 box မှာတော့ကျွန်တော်ဒီမှာ premium feature တွေတော်တော်များများရှိတယ်ပေါ့အဲ့တော့ကျွန်တော် premium ဖြစ်မှာပဲဒီ2 box ကဟာတော်တော်များများကိုသုံးလို့ရမယ်စမ်းသုံးကြည့်ပါနော်ဟုတ်ပြီကျွန်တော်ဘယ်လို download လုပ်မလဲဘယ်လို install လုပ်မလဲဘယ်လိုအသုံးပြုမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမယ်နော်ဟိုဒီ link လေးပေါ့ဒီ link လေးကိုကျွန်တော်ကူးလိုက်မယ်ဒီ link လေးကကျွန်တော် comment မှာလည်းပေးထားမယ်နော်ဟုတ်ပြီဒီမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီအပေါ်က address bar မှာပဲဖြစ်ဖြစ်ရတယ်ဘယ်နေရာရပေါ့နော်အဲ့ link လေးကို copy ကူးမယ်ရမယ်ပြီးအနာခေါ်လိုက်ပေါ့နော်အဲ့ဆိုသူကတက်လာတဲ့ပထမဆုံး download စလုပ်လိုက်မယ် download လုပ်ပြီးရင်အဲ့ကနေရလာတဲ့ set file ကိုကျွန်တော်က run မှာပေါ့နော် run ပြီးတော့ install လုပ်အောင်ဟုတ်ပြီကျွန်တော်က Chrome နဲ့ download လုပ်လိုက်တာဆိုတော့ဒီအောက်နာလေးမှာဒီမှာ download ပြီးရင်အဲ့အောက်မှာပြရတယ်ပေါ့နော်Microsoft Edge နဲ့ဆိုအပေါ်ကညာဘက်တောင်းတာတွေမှာပြလိမ့်မယ်တကယ်လို့မရဘူးဆိုရင်ဒီမှာ restart တဲ့ download ဆိုတော့နှိပ်ပြီးတော့ထပ်ပြီးလုပ်မယ်ပေါ့နော်နောက်ပြီးကျွန်တော် open ကနေဖွင့်လိုက်မယ်အဲဒီမှာ yes ပြရမယ်စပေါ်လာတဲ့ဟာပေါ့နော်နောက်ပြီးဒီမှာ install စလုပ်လိမ့်မယ်ကျွန်တော်နည်းနည်းမြန်ထားလိုက်ရနော်ပြီးရင်ခဏလေးပေါ့နော်ကျွန်တော် create account ကိုလုပ်မယ်အဲ့ဒါကဒီ install လုပ်ထားတဲ့ဟာကိုဖွင့်လိုက်မယ်ပေါ့နော်ဒီ360 total security ကိုဖွင့်လိုက်မယ်ဖွင့်ပြီးရင်ဒီအပေါ်ကဟာလေးကနေအဲ့ create account နှိပ်မယ်ပေါ့နော်အပေါ်ကလူပုံစံနဲ့အဲ့ကျဲပုံစံလေးကနေအဲ့ဒါနှိပ်လိုက်ရင်ဒီပေါ်လာရတဲ့နေ create account ဆက်နှိပ်မှာပေါ့နော်ဟိုအဲ့ဆိုရင်ဒီမှာ account create လုပ်ဖို့အတွက်နေရာလေးပေါ်လာနေမယ်အောက်က create account ဆိုတော့ဆက်နှိပ်မယ်အဲ့မှာကျွန်တော် email ရယ်ကျွန်တော်ဒီ account အတွက်ဖွင့်မယ် email ပေါ့နော် email ရယ် password ထည့်မယ်နော်အပြင် next ပေးမယ်ဟုတ်ပြီအမှတိတ် mailbox ကိုနှိပ်လိုက်ရင်လည်း mailbox ပွင့်လာလိမ့်မယ်ဒါမှမဟုတ်ရင်ကျွန်တော် mail ကိုဖွင့်ထားတယ်ခုနထည့်လိုက်တဲ့ Gmail ကို email ဖြစ်ပါတော့အဲ့ဖွင့်ထားတဲ့ရှိရင်တွားမယ်ကျွန်တော် Chrome မှာဖွင့်ထားတော့ Chrome ထဲကိုတွားလိုက်မယ် Gmail ကိုဆက်လိုက်ပါနော် Gmail ထဲမှာ verify me ဆိုတဲ့ဟာလေးရှိလိမ့်မယ်verify my email ပေါ့နော်အဲ့အောင်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ log into now log in now ပေါ့နော်အဲ့ဒါလေးဆက်နှိပ်မယ်ဟုတ်ပြီအမှကျွန်တော်ခုနထည့်ထား email ထည့်မယ်ခုနထည့်ထားတဲ့ password ထည့်မယ်remember me ပေးလိုက်မယ် log in နေပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော် account create ကပြီးသွားပြီခုနဖွင့်ထားတဲ့ဟိုပြန်သွားမယ်ပေါ့နော်360 software ကိုပြန်သွားမယ်ဟိုဒါကတော့ကျွန်တော်
premium လုပ်ရင်ဖြစ်လာမဲ့ပိုလာမဲ့ရလာမဲ့အားလေးပေါ့ဒါပေမဲ့ကျွန်တော်နာမည်လေးတစ်ချက်ချိန်ပြလိုက်မယ်နော်ဒီနေ့နေလိုက်မယ်ပြီးတော့ APT set လုပ်ပေးလိုက်မယ်ဒါဟုတ်ပြီဒါဆိုဒါကျွန်တော် create account ပြီးသွားပြီအဲဆိုရင်ကျွန်တော်ခုနပေးလိုက် link ကဝင်မယ်ဆိုရင်ကျွန်တော် 1 year ရလိမ့်မယ်နော်အမှ sign in လုပ်မယ် sorry 1 year မရ1 month မရမယ်နော်1 month premium ရလိမ့်မယ် sign in နိုင်မယ်ခုန create လုပ်လိုက်တယ် Gmail ရယ် password ရထည့်မယ်နော်sign in နိုင်မယ်ဟုတ်ပြီ friend တယောက်ကို refer လုပ်ရင်600ရမယ်ပေါ့အဲ့ကနေပြီးတော့လေကျွန်တော်1000ရရင်တစ်လသူ premium တိုးသွားလို့ရတယ်ပေါ့နော်ဟုတ်ပြီမှာ full share ကိုကျွန်တော်လုပ်ပြမယ် full share လုပ်လိုက်ရင်အခုနအဲ့လိုနှိပ်လိုက်ရမယ်နော် scan နှိပ်လိုက်မယ်အဲ့ဒါ scan ဖတ်နေလိမ့်မယ်ကျွန်တော်နည်းနည်းမြန်ထားပါနော်ဟုတ်ပြီ scan ပြီးသွားပြီဆိုကြတော့ scan ပြီးသွားပြီဆိုရင်ကျွန်တော် repair ကိုနှိပ်မယ်ပေါ့နော်ဒီမှာကျွန်တော်တွေ့ထားတဲ့ issue တွေကိုကျွန်တော်ပြနေလိမ့်မယ်အဲ့ဒါအားလုံးရှင်းဖို့အတွက်ပေါ့နော် repair ကိုနှိပ်မယ်ဟုတ်ပြီဒီမှာကျန်တဲ့ဟာတွေရှင်းပြီးသွားပြီဒီ advance အတွက်6ဖို့ပေါ့နော်အဲ့ဒါကျန်မယ်အဲ့ဒါကတော့ကျွန်တော် premium မှာရမယ်ဆိုတဲ့သဘောပါဒါအဲ့ဒါအောင် upgrade လုပ်မှပဲရမှာပေါ့နော်ဟုတ်ပြီဒါကကျွန်တော် loss ကြော်ထားလိုက်မယ် finish ပြီနော်ဟုတ်ပြီကျွန်တော်ဒီမှာရှင်းတရားကောင်းသွားပြီပေါ့နော်ဒီခု loss ကျွန်တော်ဒီလောက်ပဲပြမယ်ဒါ full shot လုပ်ရတဲ့ပုံစံလေးပဲပေါ့နော်ကျွန်တော် virus scan တွေ SPF တွေ clean app တွေကတော့ကိုယ့်ကိုစမ်းသုံးကြည့်ပါအားလုံးစင်ပြေကြပါစေနော် thank you ဒါနဲ့ကျွန်တော်internet protection လုပ်တဲ့ဟာလေးကိုဆက်ပြသွားမယ်เนาะဒီမှာဒီအပေါ်က setting လေးကိုနှိပ်မယ်ဒီမှာ PC ပုံလေး setting လေးကိုနှိပ်မယ်ပြီးရင် active protection နှိပ်မယ်ပေါ့เนาะ active protection ဒီမှာ Chrome install လုပ်မယ်ဆို Chrome Firefox ဒီမှာ Microsoft App ပေါ့เนาะကိုအဆင်ပြေအောင်လုပ်မယ်ကျွန်တော်လောဆယ် Chrome မှာ install လုပ်ပြမယ်ပေါ့เนาะ Chrome မှာ protection ဖြစ်ဖို့တော့ပေါ့ install နှိပ်လိုက်မယ်ဟိုအဲ့ဒါမှအောက်မှာ Chrome မှာပေါ့နောက်ထပ် new tab လေးထပ်ပေါ်လာလိမ့်မယ်ပေါ့နော်ဒါ extension တွေရောက်သွားပေါ့ Chrome ရဲ့ extension တွေရောက်ပါတယ်အဲ့မှာကျွန်တော်ကထည့်ပြီးသားဒါပေမဲ့ကျွန်တော်ခဏပြန်ဖယ်လိုက်မယ်နော် remove from Chrome လောကမထည့်ရဖူးသေးတဲ့လူတွေဆိုရင်ကျွန်တော်ဒီမှာအခုပုံစံတိုင်းပေါ့နော် add to Chrome နှိပ်ရမယ်စပေါ်လာပြီဆို add to Chrome add extension ပေါ့နော်ဟုတ်ပြီဒီမှာထည့်ပြီးသွားပြီပေါ့နော် internet protection has been added to Chrome ပေါ့ဒါ extension လေးတွေထည့်ထားရဟာအဲ့မှာကြည့်လို့ရတယ်ဟုတ်ပြီဒီမှာ internet protection has been installed ဆက်ဆက်ဒါဆိုဆင်ပြေသွားပြီကျွန်တော်တို့ internet မှာလည်းစိတ်လေးတုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီလို့ပဲတခြားဟာလေးလည်းဒီမှာဆက်ပြီး install လုပ်သွားလို့ရတယ် Microsoft App အောင်ပေါ့နော် okay အားလုံးဆင်ပြေကြပါစေ